Hello everyone ဒီ vlog ကတော့နောက်နှစ်တက်မဲ့ကြောင်းကိုအလဲတော့တက်ခဲ့တာပဲဖြစ်ပါတယ်။တယောက်နဲ့တယောက်လည်းအခန့်မတူဘူး။ဒီတယောက်နဲ့တော့အခန့်တူတော့ပါတယ်။သူစကားပြောတဲ့အတန်လေးနားထောင်လိုက်ပါဦး Hi Sky, today we eat the grass. ဒါတော့နားချိန်နောက်တငယ်ချင်းနဲ့ဆုံတယ်ပေါ့နော်။နားချိန်ခဏပါပဲဆုံတွေ့ရတာပါ။ဒါတော့နောက်တစ်ခန်းဝင်ပါတော့မယ်။နည်းနည်းတော့နောက်ကျတော့ပါတယ်။ခုအခန်းထဲဝင်ပါတော့မယ်။အခန်းထဲရောက်တာနဲ့သူများတွေကစတင်နေကြပါပြီ။ဒါတော့ဆီယမတွေစာပေးထားတယ်ပေါ့နော်။ကြည့်လိုက်ပါဦးချောရဲ့တငယ်ချင်းကို။နှစ်ယောက်စလုံးတိတ်နားမလဲဘူးပေါ့နော်သူရဲ့ဘာသာစကားကို။အဲ့တော့သူများလောက်တာလေးကိုပဲထမ်းကြည့်ပါတော့မယ်။ဘာမှလောက်စရာမရှိတာနဲ့ချောတို့နှစ်ယောက်သားစကားပြောနေကြပါတယ်။ဘာမှမဟုတ်နောက်တစ်ချိန်ပြီးတော့ပါပြီ။ဒါတော့နားချိန်ရောက်လာပါပြီ။နားချိန်ရောက်တော့တကယ်ချင်းနဲ့ပြန်ဆုံးပါတယ်။ချို့တို့လည်းဖိုက်ဆာနေပြီဆိုတော့တကယ်ချင်းနဲ့မုတ်တော့ဝေးစားပါမယ်။သူပြောတော့သူမလိုက်တော့ဘူးတဲ့။အခြားတကယ်ချင်းတွေပဲတော့လိုက်ပါတယ်။ဖီဆာလေးဝယ်လာတယ်ပေါ့နော်။ဒါလေးပဲအစာပြေစားလိုက်ပါမယ်။အိမ်ရောက်မှသမင်းစားမယ်ပေါ့နော်။နည်းနည်းပဲစားလိုက်ပါမယ်။ခုကတော့ပတ်စံရှင်းလိုက်ပါဦးမယ်။ဖီဆာလေးစားလိုက်ပါဦးမယ်။ပေးတာနဲ့သူတို့ဖုတ်ဘောတကြည့်မယ်ဆိုလို့ခဏလိုက်တော့တာပါ။လူတွေကလည်းအများကြီးပဲပေါ့နော်။ဖုတ်ဘောတပတ်မှတစ်ခါမလို့လူတွေအများကြီးလာကြည့်တာပါ။ဖုတ်ဘောပြီးတော့ပြီပေါ့နော်။ခြားတွေလေးလည်းခန်းထဲပြန်ဝင်တော့ပါပြီ။ချောနောက်တစ်ချိန်မှာတော့ပဲအိမ်ပဲပြန်လိုက်ပါတယ်။ဆုံးထိကြည့်ပြီးလို့ကျေးဇူးပါနောက်ဗီဒီယိုမှာထပ်ဆုံမယ်